တက်တူးထိုးမယ်ဆိုရင်ဒီဇိုင်းကိုဘယ်လိုနေရာချမလဲအဓိကထားရမယ့်နည်းလမ်းများtattoo တစ်ခုရဲ့လှပမှုဟာဒီဇိုင်းတစ်ခုလေးကြောင့်မဟုတ်ပါဘူးဒီနေ့အကြောင်းအရာမှာတက်တူးထိုးမယ်ဆိုရင်ဒီဇိုင်းဘယ်လိုနေရာချမလဲဆိုတဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်တင့်ခန္ဓာကိုယ်ရဲ့ကြွတ်သားဆိုင်ရာသဘောတဘာဝနဲ့လိုက်ဖက်ညီပြီးမြင်ကွင်းကြတဲ့ဒီဇိုင်းချမှုကအဓိကပါပဲဒီဇိုင်းကိုစားမပြုတဲ့နေရာချမှုကလှပမှုကိုလျှော့ချစေနိုင်ပါတယ်ဒီတော့တင့်ရဲ့နောက်လက်ရာအတွက်ဒီအချက်တွေကိုသတိထားရပါမယ်ခန္ဓာကိုယ်ရဲ့တဘာဝမြင်ကွင်းများကိုလိုက်ပါတင့်ခန္ဓာကိုယ်ဟာမြင်ကွင်းတွေကြွတ်သားရွယ်စားတွေနဲ့ဖွဲ့စည်းထားတာပါတက်တူးဒီဇိုင်းကိုဒီတဘာဝဖွဲ့စည်းမှုအတိုင်းချိန်ညီခြင်းကပိုပြီးသားစားတာဖြစ်စေပါတယ်လက်မောင်းပေါင်ဒီနေရာတွေဟာဆလင်ဒါပုံစံမြင်းကွေးရှိပါတယ်ဒါကြောင့် lettering တက်တူးနဲ့စာသားရှည်တွေဟာဒီမြင်းကွေးအတိုင်းလှည့်ပတ်ထိုးထားတဲ့အခါအလွန်လှပါတယ်ကြောရိုးတစ်လျှောက်တင့်ရဲ့ကြောရိုးဟာတဘာဝမြင်းဖြောင်းတစ်ခုပါစာရန်အရှိ collagram ပုံစံအစရှိတဲ့ပုံတွေကိုဗဟိုချက်တက်ထားပြီးဗတ်ညီဖြစ်တဲ့ဒီဇိုင်းတွေကအထူးကိုက်ညီပါတယ်ပခုံးကလပ်ဒီနေရာတွေဟာဘောလုံးဝိုင်းတရံရှိပါတယ်ဝိုင်းဝန်းတဲ့ဒီဇိုင်းတွေ collagram mandala moonstone စတဲ့ shape တွေဟာဒီနေရာတွေမှာတဘာဝကျကျဆွေးမြဲနေပါတယ်ကြွတ်သားလှုပ်ရှားမှုနဲ့ချိန်ညှိပါနေရာအလိုက်အရေးပြားနဲ့ကြွတ်သားတွေဆက်နေကျုံနေဆိုတာရှိပါတယ်ဒီဇိုင်းကိုချမဲ့အခါဒီအချက်ကိုထည့်သွင်းစဉ်းစားဖို့အရေးကြီးပါတယ်ဒူးတောင်စစ်ဒီနေရာတွေဟာအဆက်မပြတ်ကွေးလိုက်ဆန့်လိုက်ဖြစ်နေတာကြောင့်ဒီဇိုင်းကိုချမယ်ဆိုရင်လှုပ်ရှားမှုကြောင့်ပုံစံမပြတ်တဲ့ simple bowl ဒီဇိုင်းတွေရွေးချယ်သင့်ပါတယ်လက်ကောက်ဝတ်ချီချင်းဝတ်ဒီနေရာတွေမှာလည်းအလားတူပါပဲတင်းငယ်ပြီးတိတာတဲ့ဒီဇိုင်းလေးတွေ secret tattoo လေးတွေဟာအကောင်းဆုံးဖြစ်ပါတယ်ပတ်ဝန်းကျင်နဲ့ချိန်ကြီးပါတက်တူးဟာတစ်ခုတည်းရှိတာမျိုးရှားပါတယ်ရှိပြီးသားတက်တူးတွေနဲ့ဆက်ဆက်ပြီးချမလားတီးတက်နေရယူမလားစဉ်းစားရပါတယ်ဒီဇိုင်းကိုချမဲ့နေရာဟာနောက်ထပ်ကြီးမားတဲ့တက်တူးခုအတွက် base အဖြစ်ခြံထားခြင်းလားဒါမှမဟုတ်ဒီတစ်ခုတည်းနဲ့ပဲရက်တီမလားဆိုတာတက်တူး artist က client ကိုမေးမြန်းဆုံးဖြတ်ရပါမယ်အကောင်းဆုံးသောနေရာချမှုကိုရရှိဖို့ဆိုတာတင့်ရဲ့တက်တူး artist နဲ့တေချာတိုင်ပင်ဆွေးနွေးဖို့အရေးကြီးဆုံးပါပဲသူတို့မှာခန္ဓာဗေဒနဲ့ဒီဇိုင်းချိန်ညှိမှုဆိုင်ရာအတွေ့အကြုံများစွာရှိပါတယ်ဒီထက်ပိုပြီးကြည်ကြဲပြန့်ပြန့်သိချင်တယ်ဆိုရင်တော့ရန်ကုန်ဖိုးနီယာတက်တူအင်ကဖွင့်လှစ်ထားတဲ့ lettering တက်တူ online class မှာမေးမြန်းစုံစမ်းပြီးတက်ရောက်နိုင်ပါတယ်ခင်ဗျာနောက်ထပ်တက်တူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးအောင်မလို့ဆက်လက်ကြည့်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်